Every accessory I got as a 2026 LIC. ပထမအဆုံးသိကြမှာတော့လူချင်း uniform မှာသူကကျတော့ unisex ပေါ့နော် main ကလေးရောကြားလေးရောဝယ်လို့ရတဲ့ shirt အင်ကြီးပါဒါနိုင်ငံတော်ကပေးပေးစားမဟုတ်ဘဲနဲ့တိတ်မှတိတ်အပြင်မှာချုပ်ထားမှာအရာကတိတ်မတူနည်းနည်းရင်းနေပေါ့နော်လေဆိုရင်ထမင်းနဲ့အရင်မုံ uniform ကိုလည်းဝယ်ရပါတယ်ဒါကတော့တိတ်မချုပ်ရတယ်လို့မပြတော့ဘူးနော်ဒါကတော့လူချင်း uniform လမောင်းတစ်ဖက်မှာကပ်ဖို့လူချင်း best တစ်စိတ်ကျဲလေးပါအင်ကြီးပြီးသွားဆိုတော့ဒါကတော့ဘောင်းမိပါသူကတော့ net ပြရောင် style pants ရိုးရိုးပဲပေါ့နော်လူချင်း Jerry ပါတဲ့ security uniform နဲ့တူနေနောက်ပြီးတော့ခပတ်ပါခပတ်ကလည်းတတ်မှတ်ထားတဲ့ net ပြရောင်ခပတ်ပေါ့နော်သူတို့ပြီးရဲ့ဟာကိုပဲဝယ်ရပါတယ်သူတမျိုးလေးတော့ဆန်းနေပေါ့နော်တိတ်မမြင်မှုနေချခပတ်ဒီနဲ့မတူဘဲနဲ့အစားအလွဲဂျိုးလိုအောင်ထင်သွားတာအဲ့ဒါတော့တော်တော်လေးပတ်ဒီဘက်ကွင်းလမ်းချလိုက်အောင်ပါပဲကဲအခုကတော့ security နဲ့ပို့တူသွားပါပြီနောက်ပြီးဒါကတော့ name badge လေးပါတိတ်တမင်ပြနေရပါတော့သူကနောက်က magnet လေးပါတယ် magnet နဲ့အင်ဂျီအောင်ထဲကနေခတ်ပြီးတော့ထည့်ရတာပါကဲဒါပြီးရင်တော့လုံးဝအရေးအကြီးဆုံးလူဆိုရင်ကျယ်လေးပါတင်ကတော့အခုမှတစ်ထက်ကမလို့ကျယ်တစ်ပွင့်ပဲရှိပါတယ်ကျယ်လေးကတော့ပြည့်စုံပါပါပြီလွင်ဆိုဝတ်ဆောင်ပါဆိုရင်လေစီးရလည်းအရင်အရေးကြီးပါတယ်သူ triangular shape ရှိရဲ့ပိတ်စအစိမ်းအောင်လေးပေါ့စီးမယ်ဆိုရင်တော့ hypotenuse အနာကိုလိမ့်လိုက်ပြီးတော့ထုံပြီးတော့အနာနှစ်ဖက်ကိုတစ်ဖက်တူတစ်ဖက်ရှည်ယူလိုက်တယ်ဒီနည်းမဟုတ်ဘဲနဲ့ခြားနည်းနဲ့စီးရတယ်လေစီးလို့ရပါတယ်နောက်မှာတော့တို့အစလေးထွက်နေမှန်ပါပြီဒါဆိုရင်တော့အပေါ်ပိုင်းလူဆို uniform ကပြည့်စုံသွားပါပြီနောက်ဆုံး final test ကတော့လူဆိုအုပ်ထုပ်လေးပဲဖြစ်ပါတယ်ဒါဆိုရင်တော့လူဆို uniform က perfect ဖြစ်သွားပါပြီဒါကတော့လူဆိုအိမ်လေးပါဒါကလည်းအရန်ကောင်း zip တွေကိုလည်းတိကျထုတ်ထားတာအိတ်ကအကြီးပဲဆိုတော့ထည့်ချင်တော့တစ်လောက်ထည့်လို့ရပြီရှယ်ပဲဒါကတော့တင်ရလူဆို ID card လေးပါသူကဒီလိုထည့် case နဲ့ကျုံးနဲ့လည်းပေးပါတယ်ဒါပေမဲ့တင်တို့ရန်ကုန်တိုင်းကမပေးသေးတော့တိတ်မှမရှိသေးပါဘူးဒီနောက်စာအုပ်စီကတော့လူဆို trip travel လို့ရှိရင်ကိုရခဲ့ဘူးသူတိုင်းနဲ့ခီးသွားရဲ့အမှတ်တမ်းတွေကိုပြန်ပြီးတော့ဂျာနယ်နဲ့လုပ်ပြီးဒါတွေလို့ရအောင်ပေးထားတဲ့စာအုပ်ကြီးပါဟုတ်ကလည်းအထူကြီးစာအုပ်သားလည်းရန်ကောင်းပြီးတော့နားလည်းနောက်ထပ်လူတွေချုံ watermark ပါရဲ့လောက်စာအုပ်လေးပါဖနက်ဝတ်ပို့ကြချင်းနဲ့ဆောင်လာလေးပေးသေးရထပ်ဝယ်စရာမလိုတော့ပါဘူးဖနက်ကတော့ game back အဖြူအောင်စီရပါတယ်တင်ကတော့ဒီ gold city ကိုရိုးရိုး game back ဖနက်ထက် recommend ပေးပါတယ်ဒီစခန်းမှာအုပ်စုတစ်လုံးနဲ့မလုံလောက်ဘူးဆိုတော့နေပူပူမိုးရရစားမှုအတွက်ကျွန်တော်တို့ပါရဲ့ထီကိုလည်းပေးပါသေးတယ်စောင်းစိမ်းအရောင်လေးဆိုတော့တမျိုးလေးဆန်မျိုးလှပြန်အောင်ဒါကတော့လူချင်းစခန်းမှာမနေ့စောစောထပ်ပြီးလို့ရှင်ဝတ်ဖို့အတွက်အားကစားလုပ်တဲ့ track suit အင်ဂျီအသားလည်းကောင်းလိုက်တာမှ share ပဲဒါပြီးရင်တော့လူချင်း t-shirt လေးပါလူချင်း set ကလည်းဘယ်နေရာဖြစ်ပါနေရောဝင်းနေကိုပြောနေရမှာနောက်ကျောကလူချင်း2026ကလည်းအကြီးပဲပုံလေးကောင်းကောင်းဖန်လို့ရပါပြီနောက်ဆုံးပြမှာတော့လူချင်းပေါ်ပင်ဆင်အောင်လေးပါရေးလို့အရင်ကောင်းပြီမဲ့ဒါကတော့တင်းကိုတင်းထားတင်းနေရလေးပါဒါဆိုတော့ကွန်ပြလို့ဆောင်သွားပါပြီ Thank you so much for watching guys bye